တော့ဒီကနေ့ညတရားဒေသနာကဒါနပါရမီတရားလို့ဒီလိုပဲမှတ်ရမယ်ပေါ့ဟုတ်လားဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အမြဲတမ်းအေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူတည်မြတ်လို့ရှိဖို့ကိုတော်ကြောင့်ဆိုအလုံးလည်းဥချီမှုပြီးတော့အာယုပြုရရအောင်ကရုဏာတိတလဟရေယံပညာပိဇောတဝိယတမောဟဓမ္မံသာနရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ṭ ံကရုဏာတိတလဟရေယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိဇောတဝိယတမောဟဓမ္မံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုပေခွာတော်မူပြီးထသောသာနရမရလောကကရောလူနတ်မြမတတဝနန္ဒတို့ဤကြောက်တီတန်တို့လေကရုပြုရာတရှူရီသောဆရာသခင်လည်းဖြစ်တော်မူပါပြီးထသောဂတိဝိမု ṭ ံဒေဝမနုဿံနိရယနေပိတတရိစ္ဆာလာယရှိငါတံသောဂတိတော်ပါသည်ဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပြများကဲ့သို့ပြတ်သားထင်းတဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနာနှဖြားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝေစီမနောချီ၍သုံးဤတော်ရပနာမဖြင့်ဒုက္ခယူကျိုးလက်ဆောင်မောဟရှိခိုးမျိုးပါ၏မြတ်စွာဘုရားပါရမီ7ပါးရှိတဲ့နေ့ကဒီကနေ့ဒါနပါရမီနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့အာယုကြည်ညိုကြရအောင်နော်အဲ့တော့ဦးဇင်းတို့ပါရမီ7ပါးတရားဆိုတဲ့အတိုင်းဒါနရဲ့အကြောင်းကိုမပြောသေးခင်မှာပါရမီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပြင်ဆင်ပြီးတော့မှတ်သားကြည့်ရအောင်နော်ပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပေါ့အဲ့ဒီမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေတဲကနော်အဓိကကြတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေးနှစ်ခုလောက်ပေးတဲ့ပေါင်းတော်တော်လို့မှတ်သားကြည့်ကြမယ်ပရမဏကမ္မပါရမီပထမအဓိပ္ပာယ်ဖွင့်ပြတာလေးပရမဏမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ကမ္မအလုပ်ကိစ္စပါရမီမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လုပ်ငန်းကိစ္စမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ကြတဲ့အလုပ်ကိုဒါပါရမီလို့ဒီလိုရိုးရိုးလေးနားလည်ရမယ်ဒီနေရာဖြင့်မြင့်မြတ်သောပုဂ္ဂိုလ်တို့သာလျှင်လုံနိုင်တဲ့အလုပ်တွေပေါ့။ဒီအလုပ်တွေကိုလုပ်ပြီးဆိုရင်လည်းပဲဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့လည်းပဲသိနိုင်တယ်ပေါ့။မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလည်းပဲဒီအလုပ်တွေကိုလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုမသက်ရောက်ဘူးလား။သက်ရောက်တယ်။အဲ့တော့ပါရမီဆိုတာဘာလဲလို့မေးရင်ဒီစကားရပ်လေးကိုအထောက်အထားပြုပြီးတော့ပါရမီဆိုတာမြင့်မြတ်သောပုဂ္ဂိုလ်တွေလုပ်ငန်းလုပ်ကြတဲ့လုပ်ငန်းကိစ္စဒီနေရာဖြင့်မြင့်မြတ်တဲ့လုပ်ငန်းဒါပါရမီပေါ့နောက်အဓိပ္ပာယ်ဖွင့်ဆိုတာလေးတစ်ခုကပါရနိဗ္ဗာန်အယန္တိကိစ္ဆန္တိဧတဟိတိပါရမီယောတဲ့နော်ပါရနိဗ္ဗာန်အယန္တိကိစ္ဆန္တိတစ်ဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုရောက်တဲ့လို့ပို့တဲ့လို့အဲ့ဒါကိုပါရမီလို့လည်းခေါ်တယ်နော်နိဗ္ဗာန်ဆိုတာကိုဒီနေရာမှာသူကတစ်ဖက်ကန်းလို့ပြောတယ်နော်တက္ကာယလို့ဆိုတဲ့သင်္ရှားဖြစ်ပေါ်နေတဲ့ဒီယုံနံဓမ္မတဘာဝတရားတွေကတော့ဆင်းရဲဒုက္ခတည်းဟူသောဒီဘကံပေါ့ဒီဘကံကိုကြော်လာနိုင်မှဟိုဘကံဆိုတာကိုရောက်မယ်အဲ့တော့ဟိုဘကံဆိုတာဒီနေ့မှာဘာကိုပြောတာတော့ဆိုတော့နိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်ကိုပါရဒုက္ခတွေရဲ့ဟိုဘကံအဲ့ဒီဒုက္ခတွေရဲ့ဟိုဘကံကိုရောက်အောင်ပို့တယ်လို့အဲ့ဒီလုပ်ငန်းတွေကိုပါရမီလို့လည်းခေါ်တယ်တဲ့ဆိုလိုတာကဒီကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဆင်းရဲတဲ့ဒီဘကံကနေလွန်မြောက်ပြီးတော့
ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်တည်းဟူသောဟောဘကံကိုရောက်သွားနိုင်တယ်။အဲကြောင့်ပါရမီရဲ့အဓိပ္ပာယ်ကိုအဲ့လိုလည်းပဲမှတ်ကြရမယ်ပေါ့။အဲ့ဒီပါရမီတရားကဘေးတပေါင်းသူတော်ကောင်းတို့အလုံးကောင်းထဲမှာအစီအစဉ်တကြမှတ်သားထားတာရှိပြီးသားပါဟုတ်လား။ဒါနံတိလင်္စနိခမပညာဝိရိယပင်စမခန္တီသစ္စာအဋ္ဌာနမေတ္တုပိက္ခာတိတေရတာလို့ဒီလိုကထာလေးနဲ့မှတ်သားတယ်။ဒါနံတိလင်္စနိခမပညာဝိရိယပင်စမ၅ခုမြောက်ခန္တီသစ္စာအဋ္ဌာနမေတ္တုပိက္ခာတိတေရတာမေတ္တုပိက္ခာဆိုတာကမေတ္တာဥပေက္ခာပေါင်းတာမေတ္တာနဲ့ဥပေက္ခာကိုပေါင်းပြီးတော့ပြောလိုက်တာပေါ့မေတ္တုပိက္ခာဆိုတာနော်ဒါကြောင့်ပါရမီ7ပါးဆိုတာကိုပိဋကပေါင်းသူတော်ကောင်းတို့အလုံးခေါင်းစဉ်အရာတော့မှတ်သားထားကြပြီးသားပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီပါရမီဆိုတဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေဟာကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်ကိုအထုတ်နိုင်တဲ့အတိုင်းအတာပမာဏကိုလိုက်ပြီးတော့အကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်